တယ်လပတ်ဟေခဏခဏဆက်စားဖြစ်လို့ကြည့်လို့ဝနေပြီလားမသိဘူးနော်ဒီနေ့ဗီဒီယိုမှာလည်းတယ်လပတ်ဟေပဲပေါ့နော်ဒါမှမုံနဲ့စူပိုရွက်တယ်လပတ်ဟေချက်လက်ပါတယ်ရေဦးဆိုတော့ငရုတ်ကောက်ကိုကြည်အောင်ထောင်းမယ်ပြီးတော့ငရုတ်ဒီ6တော့ရဲ့ငရုတ်ဒီစေးရဲ့ထောက်ထည့်လက်ပါတယ်ကြက်သွဖြူရောကြက်သွနီရောခါတဲ့ထောက်ထည့်လက်ပါတယ်နော်တယ်လပတ်ဟေဆိုတော့အပူရှာပူတို့မျိုးစားကြတယ်ပေါ့နော်အဲ့ဒါကြောင့်ဆိုပဲငရုတ်ဒီ3မျိုးတော့ထည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့ငရုတ်ဒီမစားတဲ့သူဆိုရင်တော့ငရုတ်ဒီ6တော့နဲ့ငရုတ်ဒီစေးမထည့်လိုက်ရတယ်ပေါ့နော်ပြီးတော့စီလင်းနဲ့ထည့်ပြီးတော့ငရုတ်ဒီစီတာပေးပါမယ်ပြီးတော့ကြက်သားထည့်ပါမယ်ဒါပဲကြတော့ကြက်သားရဲ့ဝက်သားရဲ့နည်းနည်းကြတယ်ဆိုတော့လေးတစ်ခါလေးထည့်လိုက်ပါတယ်အယော်လေးလောက်အောင်နွေမို့ရဲ့ရော်တင်မို့ရဲ့ထည့်လိုက်ပါတယ်ပြီးရင်တမအောင်ပြောင်းပြီးတော့ရေလေးတွေထည့်လိုက်ပါတယ်စပယ်ကြတော့တာလပတ်ဟေးဆိုရင်ရေမြများလေးထည့်ပါတယ်ပြီးတော့ဆူလာအောင်ခဏတည်ထားပေးပါမယ်တည်နေတဲ့ချိန်မှာငပိပေါ့နော်စပယ်ကတော့ငပိဈေးနဲ့ပဲဖြော်ပြီးတော့ထည့်လိုက်ပါမယ်စပယ်ကြတော့တာလပတ်ဟေးချက်ရဲ့ဒီလိုမျိုးငပိရဲ့အများအားဖြော်တယ်ပေါ့နော်ငပိဈေးနဲ့စပယ်တိုးလိုက်ပါတယ်တကယ်တော့ငပိဈေးမရှိတဲ့သူဆိုရင်ငပိဘူးနဲ့ထည့်မယ်လည်းရတယ်နော်ပြီးတော့ပပဆူလာတဲ့ဟေးအိုးထဲမှာပဲငပိရေလေးလာထည့်ပါမယ်အရသာကြတော့စပယ်ကစားနဲ့ကြက်သားမှုထည့်လိုက်ပါတယ်ပေါ့နော်ဒါမဲ့ကိုစစ်ကျဲထည့်နေပါတယ်အရသာကတော့ဒါကြတော့ရေနဲ့စီထားတဲ့စာလေးပေါ့နော်ကြေအောင်ထောထားပြီးတော့ရေနဲ့ဖြော်ပါမယ်ပြီးမှပပဆူလာတဲ့ဟေအိုးထဲမှာလာထည့်ပေးပါမယ်စာနေမို့ရေလေးတွေထည့်ပြီးဆိုရင်ခဏမွေပေးရမယ်နော်ထားလို့မရဘူးပေါ့နော်ခဏနေစာနေမို့တွေအိုကနေအောင်မယ်ပေါ့နော်မွေလာပေးတာစာနေမို့လေးကြက်ပြီးဆိုရင်ကြီးပေါ့နော်စာနေမို့လေးကကြက်လာမကြက်လာမြည်ကြည့်လို့ရတယ်စာနေမို့လေးကြက်ပြီးဆိုရင်မို့လေးတွေထည့်ပါမယ်မို့လေးတွေကိုကြက်သွားတဲ့အထိဟေအိုးကတည်ထားပေးပါမယ်ကဲစာနေမို့လဲကြက်ပြီးတော့မိုးလေးကြက်ပြီးဆိုရင်အရသာမြည်ကြည့်မယ်ပေါ့နော်အရသာလည်းရပြီးဆိုရင်စူပိုရွက်ထည့်ပါမယ်စူပိုရွက်မထည့်ရင်လည်းပေဈေးရွက်ထည့်မယ်လည်းရတယ်ပေါ့နော်စပယ်ကတော့စူပိုရွက်နဲ့စားချင်တယ်ဆိုတော့စူပိုရွက်နဲ့ထည့်လိုက်ပါတယ်ကဲစပယ်နဲ့အတူတူလက်ချက်စားကြည့်နော်စပယ်ရဲ့ဗီဒီယိုလေးကိုစိုးတိကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးပါရှင်နောက်ထပ်ဗီဒီယိုမှာဆုံကြမယ်ရှင်